အကိုသာလှုပ်ဆိုရင်ဒီနေ့ဒီမြေတစ်ခွက်လုံးကိုအောက်ခြေကနေအပေါ်ရောက်တဲ့အထိထွန်ရက်ဖြစ်မယ်တွေ့လားစုံမင်ရွမ်းဆိုတဲ့ကောင်လေးတကယ်ယူမိပြီသူများတွေကစားပေါက်မြေကိုရေသွင်းပြီးစေးကြပေမဲ့သူကတော့နေပူကျဲကျဲမှာမြေချောက်တွေကိုထွန်ရက်နေတယ်ဒါကအောက်ကစားအောင်တွေအကုန်လုံးကိုအပေါ်ရောက်လာအောင်လုပ်နေတာမဟုတ်ဘူးလားဟုတ်တယ်အခြေခံဘဟုတုတတောင်နားမလည်ဘူးမဟာပွဲရထားတာတောင်အလကားပဲနောက်ထပ်2ရက်လောက်နေရင်အဲ့ဒီမြေကတီကောင်တောင်မရှင်နိုင်လောက်အောင်စားပေါက်သွားလိမ့်မယ်သူဘလို့စသိမ်းမလဲဆိုတာကြည့်ကြသေးတာပေါ့မြေကြီးကိုအနက်ကြီးထွန်ရက်တာကပထမအဆင့်ပဲရှိသေးတယ်တကယ်အလုတ်ကနောက်မှလာမှစောင့်ကြည့်နေလိုက်အားလုံးကိုအံ့ဩသွားအောင်လုပ်ပြမယ်လူလေးမင်းကအဝေးကြီးကနေကားငါးပြီးလာတာငါတို့စီကဒီ gypsum desulfurization gypsum တွေကိုလာဝယ်တာလားဒါကကြောက်မီးသွေးဖုတ်ရာကနေထွက်လာတဲ့ဘေးထွက်ပစ္စည်းလေးပုံမှန်ဆိုတည်ယူစေးတောင်အိတ်ဆိုင်ပေးပြီးရှင်းခိုင်းတာတောင်ဘယ်သူမှမယူကြဘူးမင်းကဒါကိုဝယ်ပြီးဘာလို့မလို့လဲဦးလေးသူများတွေကဒါကိုစက်မှုစွန့်ပစ်ပစ္စည်းလို့မြင်ပေမဲ့ကျွန်တော်မျက်စိထဲမှာတော့ဒါကစားပေါက်မြေကိုကူစားပေးနိုင်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယတနာပဲတဒံကိုယွမ်90နဲ့ဈေးဖြတ်လိုက်ကျွန်တော်အရင်30တန်ယူမယ်ဘာတဒံကို90ရတယ်အခုချက်ချင်းကားပေါ်တင်ပေးမယ်မင်းဘလောက်လိုချင်ကုန်ပေးမယ်မင်းယွမ်ငါကောင်းထဲမှာလုံးဝစဉ်းစားလို့မရတော့ဘူးမြေကြီးတဲ့ကိုဂျစ်ဆန်မုံတွေဖြူလိုက်ရင်မြေကြီးကဂျစ်တဆန်ရုပ်တုလိုအခဲကြီးဖြစ်သွားမှာပေါ့အဆင်ပြေပါမလားဒါကအခြေခံအကျဆုံးဓာတုဗေဒအစားထိုးခြင်း theory chemical substitution principle ပဲစားပေါက်မြေပါလို့ဖြစ်ရလဲဆိုတော့မြေကြီးထဲမှာဆိုဒီယမ်အိုင်ယွန်းဆော်ဒီယမ်တွေပြည့်နေလို့ပဲအဲ့ဒါတွေကအပင်ရဲ့အမြစ်တွေကိုလောင်ကျွမ်းစေတယ်ဂျစ်ဆန်မှာအဓိကပါဝင်တာကကယ်ဆီယမ်ဆာလဖိတ် calcium sulfate ပဲကယ်ဆီယမ်အိုင်ယွန်းတွေကတဘာဝအရဆိုဒီယမ်အိုင်ယွန်းတွေထက်ပိုတန်ပါတယ်ရေသွင်းလိုက်ရင်ကယ်ဆီယမ်အိုင်ယွန်းတွေကမြေကြီးထဲကိုအတင်းဝင်သွားပြီးအပင်တွေကိုဒုက္ခပေးနေတဲ့ဆိုဒီယမ်အိုင်ယွန်းတွေကိုကန်ထုတ်ပစ်လိုက်မယ်အဲ့ဒါကိုကောက်ရိုးတွေနွားချီတွေနဲ့ပေါင်းဆက်လိုက်ရင်မြေကြီးရဲ့အိုင်ယွန်းဖလှယ်နိုင်စွမ်းကိုမြင့်တက်စေပြီးမြေကြီးကိုဖောက်ပွားစေတယ်ပြီးရင်ဆိုဒီယမ်အိုင်ယွန်းတွေထွက်လာတဲ့အခါရေနည်းနည်းထက်လောင်ချလိုက်ရင်အဆိပ်ဖြစ်စေတဲ့စားဓာတ်တွေကငါတို့ဖောက်ထားတဲ့ရေမြောင်းတွေကနေတဆင့်မြေအောက်ထဲကိုအကုန်စီးဆင်းသွားလိမ့်မယ်ကုန်ကြစရိတ်ကနိုင်ငံခြားကတင်သွင်းတဲ့မြေဩဇာရဲ့10ပုံတပုံတော့မရှိဘူးဆရာကကျွန်တော်တို့ပြည်နယ်မှာနာမည်ကြီးတဲ့စိုက်ပျိုးရေးပညာရှင်ပဲဒီတစ်ခေါက်ဆုံးတထေးရဲ့တင်မောသည့်အချိန်မီတင်ပို့နိုင်ဖို့ကဆရာအပေါ်မှာပဲမူတည်နေတာအချိန်မီပစ္စည်းအပ်နိုင်ရင်ကျွန်တော်အဖေကဆရာကိုကျေးဇူးဆက်ဖို့တေချာပေါင်းမိမှာမဟုတ်ပါဘူးလွယ်ပါတယ်ကွာ။ organic နဲ့တို့မြေစီလွာအာဟာရဓာတ်တို့ဆိုတာမင်းတို့လိုလူရိုးတွေကိုလိန်တဲ့ theory လက်ကားတွေပါအသီးမြန်ကြီးချင်ရင်စေးပြင်းပြင်းသုံးရမယ်ဒါကငါကိုယ်တိုင်ဖော်ဆက်ထားတဲ့နှစေးပဲအဲ့ဒါကိုပုံမှန်ထက်30စပိုများပြီးရေဖြန်းဆက်ထဲထည့်လိုက်ပြီးရင်ဓာတ်မြေဩဇာအပြင်းစားတွေနဲ့တွဲသုံးလိုက်ရင်30ရက်အတွင်းမင်းတို့ရဲ့တင်မောသီးတွေကလေးမုတ်သွင်းထားတဲ့ပူဖောင်းလိုကြီးလာစေရမယ်အရွယ်စားရောအယောင်ပါအဖြစ်ပြောစရာမရှိအောင်လှသွားမယ်ဆရာလေးဒီ2ရက်အတွင်းအလုတ်သမားတွေကဓာတ်မြေဩဇာတွေအများကြီးသုံးပြီးနောက်မှာမြေကြီးကနင်းလိုက်ရင်မတောင့်ကြီးဖြစ်နေတယ်လို့ပြောကြတယ်ပြီးတော့အရွက်တွေလည်းနည်းနည်းဝါနေတယ်ပြဿနာတစ်ခုခုရှိလာနိုင်လားစုံတထေးခမားကပြည်နယ်ကလာတဲ့ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ကျုပ်ကိုယုံတာလားဒါမှမဟုတ်ခမားလက်အောက်ကတောသားတွေကိုယုံတာလားမြေဩဇာအားကောင်းလို့အရွက်တွေဝါသွားတာလေအာဟာရတွေမလိုက်နိုင်လို့ဖြစ်တာဆေးပမာဏထပ်တိုးလိုက်အလုတ်သမားတွေအားလုံးကိုပြောလိုက်ဆေးကို2ဆတိုးပြီး3စုပ်တထေးရဲ့ပစ္စည်းတွေကိုအချိန်မီအပ်နိုင်ရင်ငါတို့ရွာ2တန်းအသားတင်မြက်ပြီးမြန်သွားလုပ်မယ်ကျုပ်သွားစီစဉ်လိုက်အောင်မယ်မင်းရွမ်းမြန်လာကြည့်စမ်းတကယ်အံ့ဩစရာပဲအက်ဆစ်နဲ့အကာလီလုံးဝတက်ပြဲသွားပြီးစားတတ်ဖယ်ရှားနိုင်မှုက90အထက်မှာရှိတယ်ဒါကြောင့်ငါတို့အတုံးမကြတော့တဲ့မြေကိုအသက်ပြန်သွင်းနိုင်ခဲ့ပြီဟာအောင်မြင်ပြီးတရွာလုံးကငါတို့ကိုဟာတိုက်နေကြတာဟိုကောင်စုံထန်းချောင်းသူ့ရဲ့လက်ဥလိုတင်မောသီးတွေမှာသုံးဖို့မြေစီလွားတွေအကုန်စားသွားတာဘာမှမပူနဲ့နောက်ွယ်ကပြဆက်ကအခုမှစမှာအခုအောက်ခြေအုံမြစ်ချပြီးသွားပြီဒါကြောင့်ငါတို့မှာထားတဲ့ရှန်ရှိရှန်ဆာပြည်နယ်ကမျိုးစေ့လေးတွေကိုတွားယူလိုက်တရွာလုံးကစွန့်ပစ်ထားတဲ့ဒီမြေရိုင်းကနေပြည်နယ်တစ်ခုလုံးမှာအဖိုးတန်ဆုံးအသီးတွေထွက်လာအောင်ငါလုပ်ပြမယ်ဝါမင်းရမသေးကြတဲ့သုံးထားတာစူကြံစံကြီးထွားစေပဲအဲ့ဒါကမြေဩဇာလုံးဝမဟုတ်ဘူးအရန်ပြင်းထန်တဲ့စက်မှုသုံး phosphoric acid ဟော်မုန်းပဲအဲ့ဒါပြင်မြေဆွေးတွေကိုရေရှည်အလွန်ကျွံသုံးထားတော့ဖန်လုံအိမ်ထဲကမြေကြီးကလုံးဝမတောင်းပြီး acid ပေါက်သွားပြီအခုဖတ်တန်မိုးက4000မပြည့်တော့ဘူးပေါက်ပြားကိုတောင်စားပစ်နိုင်လောက်အောင် acid တက်များနေတာပြိုးပင်တွေအောက်မှာအကုန်တက်ရှူချက်ပြီးတေကုန်ပြီတင်ခေါ်ဆိုသောဖုန်းမှာဆက်ပိတ်ထားပါသည်လိန်တဲ့ကောင်တွေခွေးကောင်တွေအဖေဒုက္ခပါပဲကြည်ရှမ်းမြန်ဂျက်ရှင်လင်ကကုတထေးကခုလေးတင်ညစတန်လာပေးသွားတယ်ဆိုင်နှစ်ပတ်လည်နေကုံအဖို့က9ရက်ပဲကျန်တော့တာအဲ့ဒီအထူးအဆင့်အနီရောင်တင်မောသီးအမက်ပေါင်3သိန်းကိုသာမအပ်နိုင်ရင်စာချုပ်အရကျွန်တော်တို့ကစာချုပ်ဖောက်ဖျက်မှုဒဏ်ကြေး3ဆပေးရမယ်စုစုပေါင်းယွန်6တန်းတောင်တော့6တန်းငါတို့အကောင့်ထဲမှာလက်ပတ်နေတဲ့ငွေတွေအကုန်လုံးမင်းကားဝယ်ဖို့နဲ့လုပ်ငန်းချက်ဖို့သုံးလိုက်ပြီလေ6တန်းကဘယ်ကလာမလဲပစ္စည်းတာမအပ်နိုင်ရင်တရားရုံးကငါတို့မိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးကိုချိတ်ပိတ်သိမ်းဆည်းသွားလိမ့်မယ်အဖေအခြေအနေကဒီလိုဖြစ်နေမှတော့စွန့်စားရတော့မှာပဲကျွန်တော်ခုနကမှောင်ကိုဈေးကတငယ်ချင်းတယောက်ကိုအကူအညီတောင်းပြီးဆေးပြင်းတွေတီးတက်ရောင်းတဲ့ပွဲစားတယောက်နဲ့ဆက်သွယ်ထားတယ်စုံတထေးခမားကအသီးမြန်မဲ့ချင်နေတာဆိုဒါကမြေအောက်ဆက်ယုံကနေခုလေးတင်ဖော်ဆက်ထားတဲ့အာနိတင်ပြင်းအနီရောင်တန်းစေတဲ့ဓာတုဆေးရည်နဲ့စက်မှုလုပ်ငန်းသုံးအမြန်ကြီးထွားစေအပြင်းစားကိုရောထားတာ
ခမားပင်ပေါ်ကအသီးတွေကစိမ့်နေပြီးမာတောက်နေရင်တော့မှဒီညဒီဆေးကိုရင်းနဲ့ဖြော်ပြီးအသီးခုံပေါ်ကိုအဝဖြန်းလိုက်ရုံနဲ့မနှက်ဖြန်မနှက်နေထွက်လာတာနဲ့အားလုံးကหนีရဲပြီးတောက်ပြောင်နေတဲ့အသီးမြစ်တွေဖြစ်သွားစေရမယ်လို့အာမခံတယ်ပြီးတော့အရွယ်အစားကိုလည်း20ရာခိုင်နှုန်းလောက်အတင်းကြီးသွားစေနိုင်တယ်အပြင်ပန်းကတော့လုံးဝလက်ပတ်တောက်ပြောင်နေမှနက်တောင်တိနိုင်မှာမဟုတ်ဘူးမလုပ်ပါနဲ့လုံးဝမလုပ်ပါနဲ့တထေးဒီအနီရောင်ဆေးနဲ့ကြီးထွားဆေးတွေကနိုင်ငံတော်ကတင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အစိတ်ပြင်းတဲ့တားမြစ်ဆေးတွေပါအဲ့ဒီအထဲမှာတထုပြင်းတွေနဲ့နှလုံးသွေးကြောကိုထိခိုက်စေတဲ့ဓာတ်တွေအများကြီးသတ်မှတ်ချက်ထက်ကျော်လွန်နေတယ်ဒီဆေးကိုဖြန်းလိုက်ရင်ဒီမြေပေါ်မှာနောက်10နှစ်လောက်ဘာအပင်မှပေါက်နိုင်တော့မှာမဟုတ်တဲ့အပြင်ဝယ်စားတဲ့စားသုံးသူတွေလည်းအစိတ်တင်ပြီးကင်ဆာဖြစ်စေနိုင်တယ်ဒါကလုံးဝကိုချင်းစာတရားကင်းမဲ့လွန်ရကြပါတယ်တောက်ကျိုးနဲ့ကိုချင်းစာတရားငါကဒေဝါလီခံပြီးတိုက်ပေါ်ကခုံချရတော့မယ်သူများသေးတာရှင်တာဘသူကဂယုဆိုင်နေမှာလဲအကုန်လုံးနားထောင်ဒီညအားလုံးအချိန်ပိုစင်းဒီဆေးနှစ်စီလုံးကိုအကုန်ဖြန်းပစ်ဘသူကများတပင်လွတ်သွားအောင်ဖြန်းရဲရင်ဒါမှမဟုတ်အပြင်မှာသတင်းနည်းနည်းလေးတွားပေါက်ကြရဲရင်သူ့ရဲ့တနစ်စာလှုပ်အားကအကုန်ဖြတ်မဲ့အပြင်လူမိုင်ငါပြီးခြေထောက်ကိုပါရိုက်ချိုးပစ်မယ်ဖြန်းအကုန်လုံးအဝဖြန်းကြပတ်စံရဖို့ဆိုရင်ဘာလို့ရတန်လဲဒီအခက်ခဲကိုကြော်ဖြတ်ပြီးမှပြန်လဲထူထောင်ဖို့နီးလန်းရှာမယ်အားလုံးပဲမြင်ကြလားဒါကကျွန်တော်တို့ထဲကျွန်းထီကျွန်းတမတ်ဝါရမအဖွဲ့ရဲ့တီးတက်နီးပညာနဲ့စိုက်ပျိုးထားတဲ့တောင်ပေါ်တင်မောသီးတွေပါဈေးကွက်ထဲကဟာရီထက်အရွယ်စား20ရာခိုင်နှုန်းပိုကြီးတယ်တလုံးလုံးကနီးရဲနေတာပဲကြည်ရှမ်းဟွာလျန် Jackson Hall ရဲ့အစင်းမြင့်အယောင်းဆိုင်တွေကမကြခင်အကုန်လုံးကိုတင်းကျုံဝယ်ယူတော့မှတခြားသူတွေကဝယ်ခြင်းရင်တော့ဝယ်လို့ရမှာမဟုတ်ဘူးဟဲဒါပေါ့ကျွန်တော်တို့ကဒီကုံအတုပ်အတွက်အရင်နီးအများကြီးစိုက်ထုတ်ထားတာကိုစူတထေးရှူယူဘင်ဘလို့ဖြစ်လို့ခရိုင်တဲကိုကိုယ်တိုင်ကိုကြဆင်းလာရတာလဲမြန်ဒီဘက်ကိုကြွပါကုသထေးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့အကောင်းဆုံးတွေကအကောင်းဆုံးဖြစ်တဲ့အစင်းမြင့်တင်မောသီးပေါင်တသိန်းလုံးကိုစူတထေးအတွက်ပြင်ဆင်ထားပြီးပါပြီလေ့လာကြည့်ရှုပေးပါဦးကျမကဒေတာတွင်းလက်ပတ်မှုပိုင်းကိုတာဝန်ယူတာအရေးသွေးထိန်းချုပ်ရေးပိုင်းကိုလည်းနိုင်ငံတော်ဝန်တာဝန်ယူထားတယ်။ထဲကျွန်းတမတ်ဝါရမအဖွဲ့ကကျမတို့ကြည်ရှမ်း Jackson ရဲ့ဝယ်ယူရေးငွေကိုယူထားမှတော့ကျမကိုယ်တိုင်ပစ္စည်းတွေကိုစစ်ဆေးရမှာပေါ့။ခွဲကြည့်စမ်းဟုတ်ကဲ့ပါဓာယူခဲ့စူတထေးအချိုဓာတ်ကိုမြည်ကြည့်ပါလုံးဝကိုအမြင့်ဆုံးပဲထရီစုံရောင်စုစူတထေးဘာဖြစ်လို့လဲကြွေးမတွေးလို့လားစုံတထေးရှင်တို့ကကျမဆူယူပင်ကိုအရတာမခံတတ်တဲ့အယူလို့ထင်နေတာလားဒါမှမဟုတ်ကြည်ရှမ်းဟွာလျန်ရဲ့အစင်းမြင့်ဖောက်တယ်တွေကိုတရိษံတွေလိုကျွေးမလို့လားစူတထေးဒီစကားကဘလို့ပြောလိုက်တာလဲဒီအသီးကနီလဲနီတယ်ကြီးလဲကြီးတယ်အချိုဓာတ်ကလည်းအစစ်မှန်ပါပဲနီတယ်ကြီးတယ်ချိုတယ်ဒါကတဘာဝအတိုင်းမဲ့တဲ့အသီးနဲ့လုံးဝမဟုတ်ဘူးပါဇက်ထဲရောက်တာနဲ့အမြင်တွေအကုန်ပြတ်တောက်သွားတယ်အသားကလည်းရွှွန့်နုံလိုပျော်စီစီနဲ့အချိုဓာတ်ကလည်းအပေါ်ရန်တင်ဖြစ်နေပြီးရှာဖျားမှာပြင်းထန်တဲ့ဓာတုဗေဒအချင်းနဲ့အခါအရသာတောင်ထွက်နေသေးတယ်အပင်ဆဲတွေရဲ့ယူပဗေဒနဲ့ဓာတုဗေဒဖွဲ့စည်းပုံတွေလုံးဝပျက်စီးနေပြီးစုံထဲကျွန်းရှင်တို့ညာတွင်ချင်းအသီးခွန်တွေပေါ်ကိုအလွန်ပြင်းအားများတဲ့ဓာတုအနီရောင်ပြီးJackson ကြည်ရှမ်းရဲ့အစစ်မြစ်လမ်းကြောင်းတော့လုံးဝပြတ်တောက်သွားပြီ။ဘာကြောက်စရာရှိလို့လဲ။မလန့်နဲ့ Jackson ကလက်မခံရင်တောင် President Duke ဂူနဲ့လှုပ်ဝက်ချုပ်ဆိုထားတဲ့ကုန်တိုက်ကြီးတွေအတွက်တာမန်အရန်စာချုပ်ရှိသေးတယ်။ President Duke ကအပြင်ပန်းကိုပဲကြည်တာတိတ်အသေးစိတ်မစစ်ဘူး။မနှက်ကုန်တိုက်ကြီးတွေရဲ့ပင်မကိုတောင်ကိုအတင်းကုန်တင်ပို့ပြီးငွေရင်ထုတ်ယူလိုက်မယ်။ပြီးမှပဲဆက်ပြောကြတာပေါ့။အခုခေတ်အခြေခံစိုက်ပျိုးရေးကဘာတွေဖြစ်နေကြတာလဲ။ငွေမြန်ရဖို့အတွက်ရွှေဥတဲ့ငန်းကိုတက်တယ်လို့ဓာတုဆေးတွေနဲ့အတင်းမဲ့အောင်လုပ်နေကြတယ်။ဒီတော့ကတုံဟိုင်းခရိုင်တစ်ခုလုံးမှာမြေကြီးကိုတကယ်တန်ဖိုးထားပြီးတိတ်ပန်နီးကြအာဟာရအချိုးစားကိုနားလေတဲ့အရေးသွေးမြင့်ကုန်ပစ္စည်းထောက်ပံ့သူတယောက်လေးတောင်မရှိတော့ဘူးလားအမျိုးသား3လက်ထောက် President စုခရိုင်အရှိတ်ဘက်မှာအလိုလျောက်ဖြစ်ပေါ်နေတဲ့စိုက်ပျိုးရေးထွက်ကုန်အသေးစားလက်လီရောင်းချတဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒီမှာလူငယ်တချို့စမ်းသက်စိုက်ခင်းလုပ်နေတယ်လို့ကြားတယ်လမ်းကြုံသွားကြည့်ကြမလားလက်လီကုံတွေမှာအခြေခံအကျဆုံးဖြစ်တဲ့မှတ်လုံးအိမ်အပူချိန်ထိန်းစနစ်တောင်မရှိဘူးဆိုတော့ပိုတောင်မျောလင့်လို့မရသေးတယ်ထားလိုက်ပါတော့စိတ်ပြေလက်ပြောက်လမ်းပဲလျှောက်ကြည့်ကြတာပေါ့ခဏအကြာနေဦးအရန်တန့်စင်တဲ့တဘာဝတစ်တီးရဲနံလေးဘဲကနေလာတာလဲညီလေးဒါကခရမ်းစာချမ်းရှိချယ်ရီခရမ်းကျင်တီလားတထေးကပစ္စည်းတကယ်သိတာပဲဒါပေမဲ့ဒါကရိုးရိုးခရမ်းစာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကိုယ်ပိုင်နည်းပညာနဲ့စိုက်ပျိုးထားတဲ့မျိုးရင်းခရမ်းစာရိုဘိုက်ချမ်းရှိပဒများပါဒီနေ့မှစမ်းသပ်ဖို့ပထမဆုံးအတုပ်ခူးထားတာကျမတလုံးလောက်မြည်ကြည့်လို့ရမလားစိတ်ကြိုက်တာမြည်ကြည့်ပါပတ်စံမပေးရပါဘူးအရသာမကောင်းရင်ပတ်စံမယူဘူးဖះရေ bright တကြားတက်ကတေချာပေါက်14ဒီဂရီကျော်တယ်ပြီးပြည့်စုံတဲ့အချိုနဲ့အချင်းရွှေချိုးစားပဲပြီးတော့ပိုးသက်စေးအကျွင်းအကြံခါတက်အရသာလည်းလုံးဝမရှိဘူးတရားတဘာဝ organic ပဲညီလေးဒီအသီးကိုဘယ်သူစိုက်တာလဲမင်းတို့မှာမြေပဲနဲ့ဧကရှိလဲဘလို့ထိတ်တန်းနိုင်ငံသားဖြစ်အာဟာရတွေမျိုးကိုတုံးထားတာလဲဘယ်နိုင်ငံသားဖြစ်အာဟာရတွေကိုမှမတုံးထားသလိုဓာတုပိုးသက်စေးတစ်စက်မှလည်းမဖြန်းထားပါဘူးအောက်ခြေမြေလွှာကိုခွဲပြီးစားပေါက်အောင်မြေကိုနက်နက်တူးတယ်ပြီးတော့စားငံရည်အနှဲငယ်ကိုရေစက်ချစနစ်နဲ့ပေးပြီးစားဖီအားကိုတင့်တယ်လို့တုံးတယ်ဒီလိုနဲ့အသီးကအာဟာရဓာတ်တွေကိုတဘာဝအတိုင်းစုဆောင်းလာအောင်လုပ်ထားတာပါစားဖီအားတံကိုတုံးပြီးတီးနှံရဲ့အလားအလာကိုထုတ်ဖော်တာကမြေကြီးကိုပြုပြင်ပြောင်းလဲနိုင်စွမ်းကိုအပြင်းထန်ဆန်းသက်တဲ့ထိပ်တန်းစိုက်ပျိုးရေးနည်းပညာပဲမင်းတီလားမင်းကတရုတ်နိုင်ငံရဲ့လက်ဆက်တဲ့စားတောက်ကုန်ဈေးကွက်တစ်ခုလုံးမှာလက်ရှိအရှားပါဆုံးထိပ်တန်းအမှုပညာလက်ရာကိုစိုက်ပျိုးလိုက်တာပဲတေချာပြန်မိတ်ဆက်ပေးမယ်
ကျမက GX Holding ရဲ့တနိုင်ငံလုံးဆိုင်ရာအရေးသွေးထိန်းချုပ်ရေးနဲ့ဝယ်ယူရေးညွှန်ကြားရေးမှူးရည်ရွယ်ပင်ပါမင်းရဲ့ကုန်ပစ္စည်းအလုံးကို GX Holding ကယူမယ်ဈေးသာပြောစက်ပစ္စည်းအဖွဲ့နံပါတ်3နဲ့နံပါတ်5ရောင်စင်တိုင်းဆက်တွေကိုအခုချက်ချင်းချိန်ညှိလိုက်နံပါတ်2တူည2439 9 တနမူနာကိုပြန်လည်စစ်ဆေးပါကြောက်ကောင်းနမူနာကိုလွန်ခဲ့တဲ့2နာရီကစိုက်ခင်းတဲကနေကျမကိုယ်တိုင်ခူးပြီးလာပို့တာပါဒေတာတွေကဘာပြဿနာရှိလို့လဲပြဿနာရှိတာမဟုတ်ဘူးဒါကတကယ်အံ့ဖွယ်တစ်ခုပဲ President Su ဒီလေးလံတတူနဲ့တားမြစ်ပိုးတက်စေးအကျွင်းကြံစစ်ဆေးချက်အပြည့်စုံကိုကြည့်လိုက်ပါ Organic Phosphorus ကာဗာမိတ်အသီးကြီးဆေးနဲ့အမှက်မြန်ဆေးအမျိုးမျိုးစုစုပေါင်းစစ်ဆေးချက်အချက်200လုံးရဲ့ရလဒ်တွေကအကျွင်းကြံလုံးဝတူးမြပဲ1000ပုံတပုံလောက်ရှိတဲ့အခြေခံအမှတ်ကိုတော့မထီဘူးခေါင်းစခြေဆုံးစံချိန်မီတဲ့တရား Organic တဘာဝစစ်ပဲအဲ့ဒါကအံ့ဩစရာအကောင်းဆုံးပဲဒီ PXR Cherry Crunching တီးထဲမှာပါတဲ့တဘာဝလိုင်းကိုပင်လိုက်ခောက်ဖန်ပါဝင်မှုကတာမန်ဈေးကွက်ထဲကမျိုးစိတ်တွေထက်300တောင်ပိုများနေတယ်ပြီးတော့အလွန်ရှားပါတဲ့ Organic Selenium Selenium တက်တွေလည်းအများကြီးပါသေးတယ်အပင်စီဝကမဗေဒရှုထောင့်ကကြည့်ရင်ဒီအသီးကိုစိုက်ပျိုးခဲ့တဲ့သူကအနုပတ်ဝန်းကျင်ကိုထိန်းချုပ်နိုင်တဲ့အယူတစ်ယောက်ပဲဖြစ်ရမယ်သူကတိကျတဲ့စားဖီအားပေးနည်းကိုတုံးပြီးခရမ်းကျင်တီးဆဲတွေရဲ့ခုခံကာကွယ်နိုင်စွမ်းကိုအတင်းအကျပ်ထုတ်ယူခဲ့တာပဲဒါကတဘာဝတတိုးဆန့်ကျင်ပစ္စည်းနဲ့ကျန်းမာရေးအတွက်ရွှေတွင်းကြီးပဲညွှန်ကြားရေးမှုကောင်ပင်ပန်းသွားပြီးဒီအစီရင်ခံစာမူရင်းကိုကျမယူသွားမယ် Jack Shanlin Han Ji Shanlian Han အနေနဲ့ဒီနှစ်မှာအစစ်မြစ်လက်ဆက်စားတောက်ကုန်ဈေးကွက်ကိုအောင်မြင်စွာထိုးဖောက်နိုင်မလားဆိုတာဒါအပေါ်မှာပဲမူတည်နေပြီ Vinyuan ခုနကစိန်ခံကားမောင်းလာတဲ့အမျိုးသမီးတစ်ထေးကအတီးနဲ့ငယ်ယူသွားပြီးတေချာတဲ့စကားတော်မထားခဲ့ဘူးငါတို့ဆိုင်ကန်းကစုတ်ချလွန်းလို့ပြည်နယ်မြို့တော်ကိုပြန်ပြီးအပျော်ရှာသွားတာများလား Daeshon စိတ်အေးသာထားတကယ်ထိတ်တန်းကုန်တယ်တွေကစိုင်မျက်နှာစာကိုမကြည့်ဘူးအဓိကအချက်လက်တဲတွေကိုပဲကြည့်တာငါတို့အသီးတွေကတကြားတက်ပဲဖြစ်ယူပတာတို့အညွန့်ကိန်းပဲဖြစ်ပြည်တွင်းမှာပြိုင်ဘက်မရှိဘူးသူထွက်ပြေးလို့မရပါဘူး Song Vinyuan ပြည်နယ်အရေးသွေးစစ်ဆေးရေးဌာနကနေအရေးပေါ်အပြည့်စုံအစီရင်ခံစာထွက်လာပြီတထေးဘလို့လဲအစိတ်တောက်ဘာမှမတွေ့ဘူးမလားပိုးသက်ဆေးနဲ့လေးလံတတူအကျွင်းကြံလုံးဝမတွေ့ရဘူးတဘာဝလိုင်ကိုပင်လိုက်ခါဖန်ပါဝင်မှုကဥရောပသမဂ္ဂ EU စံနှုန်းထက်အများကြီးကျော်လွန်နေတယ် Song Vinyuan မင်းရဲ့ကိုယ်ပိုင်နည်းပညာနဲ့တိစောက်ထားတဲ့ဒီအရေးသွေးအတားအဆီးကကျမကိုလုံးဝအောင်နိုင်သွားပြီလက်တလောဈေးကွက်ထဲမှာအကောင်းဆုံးနဲ့အချိုဆုံးခရမ်းစာအသီးရဲ့အမြင့်ဆုံးဝယ်ဈေးက9ယွမ်ပဲရှိတယ် Jackson Lin Han ကမင်းနဲ့3ဆပိုများတဲ့အမြင့်ဆုံးဈေးနဲ့စာချုပ်ချုပ်မယ်တခြင်းတူည9ကီလိုဂရမ်ကို15ယွမ်ဟာတခြင်းကို15ယွမ် Vinyuan ငါနားမကန်းသေးပါဘူးနော်ဒါကပတ်စံလူလာထက်တောင်မြန်နေသေးတယ်ကနဦးတွက်ချက်မှုတွေရမင်းရဲ့ဒီမြေက90ကအထွက်နှုံးအကောင်းဆုံးအချိန်ကိုရောက်လာရင်ရက်ရှင်းအနေနဲ့တီးတန့်ဝယ်ယူခွင့်စာချုပ်ချုပ်ဆိုခြင်းနဲ့ဈေးကွက်ထဲကဘယ်လက်ဆက်စားတောက်ကုန်အယောင်းဆိုင်မှာဒီအရေးသွေးတူအသီးတစ်လုံးမှထွက်ပေါ်လာခွင့်လုံးဝမရှိစေရဘူးစုစုပေါင်းစာချုပ်တန်ဖိုးကအနည်းဆုံးယွမ်15တန်းအာမခံတယ် President Su ကတကယ်ကိုတတိရှိတာပဲတီးတန့်ဝယ်ယူခွင့်ပေးဖို့ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်မှမဖြစ်မနေအချက်တစ်ချက်တော့ရှိတယ်ကနဦးရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်ကအရန်များလို့နီးပညာအာမခံကြေးအနေနဲ့ Jackson Lin Han ဘက်ကငွေသားယွမ်တန်းချက်ချင်းစိုက်ထုတ်ပေးဖို့လိုအပ်တယ် Jackson Lin Han မှာအပေါ်ဆုံးကငွေကြေးပဲလိုအပ်နေတာကမင်းလိုမျိုးအစွမ်းအစရှိတဲ့ထောက်ပံ့သူပဲသဘောတူစာချုပ်လက်မှတ်ထိုးလိုက်တာနဲ့ကြိုတင်ငွေကိုမင်းရဲ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲချက်ချင်းလွှဲပေးမယ်မင်းယွမ်မင်းကတကယ်ကိုစီးစိမ်ရှင်နတ်မင်းကြီးပဲဗျာလော်ပန်းစုံမနှက်ဖြန်မနှက်ပိုင်းပထမဆုံးအတုပ်ခုဆွပြီးတက်တာသွင်းပါမယ်ကျမတို့ပူပေါင်းမှုကတနယ်လုံးကစိုက်ပျိုးရေးလောကကိုအလှည့်ပြောင်းကြီးဖြစ်သွားစေမယ်လို့မျှော်လင့်ပါတယ်အလှည့်အပြောင်းဖြစ်မဲ့အချိန်ကမကြာခင်ရောက်လာတော့မှာပါအစိတ်တွေလူရက်မှုတွေနဲ့ထောက်ကန်ထားတဲ့တချို့စက်ကူအိမ်တွေကတော့ပြိုလဲရမယ့်အချိန်တန်ပြီးမြ မြန်မိုးမလင်းခင်ဒီပစ္စည်းပိတာတောင်းချီကိုအကုန်ပြင်ရောက်အောင်တည်ရမယ်ဘသူဖြစ်ဖြစ်ပြင်းနေရင်ဒီနေ့လောက်အားကတပြားမှမရဘူးမှတ်ရောင်စုအပြင်ခွန်တွေကိုအကုန်ဆေးဖြန်းပြီးပြီလားလော်ဘန်းကူဘက်ကရောအဆင်ပြေလားပြဿနာတော့အဖြစ်မခံနဲ့နော်အဖေစိတ်ချစမ်းပါအမျက်မဲ့ဈေးကိုနှစ်ဆတိုးပြီးဖြန်းထားတာရှယ်လှနေတာပဲအရေးသွေးစစ်တဲ့ဝမ်မစီကကျွန်တော်အမခံတငယ်ချင်းပဲကုံတွေကိုကိုတောင်ထဲသွင်းတစိမ့်တုံးလေးထုလိုက်တာနဲ့ငွေစရင်းကနေ1 3တန်းချက်ချင်းထုတ်လို့ရပြီကောင်းတယ်ဒီပတ်စံသာလက်ထဲရောက်ရင်ငါတို့တသက်ပူစရာမလိုတော့ဘူးဝယ်စားပြီးဘသူသေးသေးငါကိစ္စမဟုတ်ဘူးမင်းယွမ်မနေ့ညက1 တန်းဝင်လာတာငါတညလုံးမျက်စိမမိတ်ရဘူးအိမ်မက်မက်နေတယ်လို့ပဲငါတို့နောက်ထပ်မြင်းကောင်ရေအားကောင်းတဲ့ရေဆုပ်ဆက်တွေဝယ်ပြီးရေသွင်းစနစ်ကိုမြင့်တင်ရမလားပြီးတော့အလုတ်သမားတွေထပ်ငားရင်ငါတို့လည်းနည်းနည်းတက်တာပေါ့ရေဆုပ်ဆက်လည်းဝယ်ရမယ်အလုတ်သမားလည်းငားရမယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်လောက်ရမယ်ပိုရေးကြီးတဲ့ကိစ္စရှိသေးတယ်ဒါချုံမင်းဖုန်းကိုကြည့်လိုက်ဦးဟင်း9000မင်းယွမ်မင်းယူသွားပြီလားငါကမင်းကိုထရက်တာမောင်းပေးပိုက်လိုင်းတွေတဲပေးယုံတင်လေဒီလောက်အများကြီးယူဖို့မတန်ပါဘူးမြန်ပြန်လွှဲလိုက်ဦးဒီပတ်စံကစိုက်ခင်းအတွက်ပြိုးပင်ဝယ်ဖို့ထန်အိမ်ဆောက်ဖို့ခြံထားရမှာဒါချုံငါစကားနားထောင်ဦးအဲ့ဒီတုန်းကတရွာလုံးကငါ့ကိုလှောင်ပြောင်ကြတာအဖကြီးကငါအမေအသက်နဲ့ချင်းချောက်ပြီးအရှုံးပေးခိုင်းခဲ့တယ်မင်းတယောက်ပဲမိုးတဲထဲမှာမင်းသုံးနှလုံးလုံးစုထားတဲ့မိမယူမဲ့ပတ်စံတွေကိုငါအပေါ်ပုံအောပေးခဲ့တာအဲ့ဒီ3000ကငါတို့ညီကိုတွေရဲ့အသက်သခင်ပဲငါအတွက်ခွန်အားပဲငါပြောဖူးတယ်မဟုတ်လား
ငါနဲ့အတူလို့ရင်မင်းကိုဘယ်တော့မှအနစ်နာမခံဘူးလို့ဒီ9000ကပထမဆုံး bonus ပဲဒီလကစပြီးမင်းရဲ့အခြေခံလစာက2ဆတိုးမယ်တစ်လကို1000နှစ်ကုန်ရင်စိုက်ခင်းရဲ့အမျက်ရှယ်ရာ300%ထပ်ပေးမယ်မင်းကိုတစ်နယ်လုံးမှာအောင်မြင်ဆုံးလယ်သမားအသစ်ဖြစ်စေရမယ်ရိုးသားတဲ့သူတွေကပတ်စံအများကြီးရတင်တာပေါ့မင်းယွမ်မင်းကောင်းပြီဗျာငါဘာမှထပ်မပြောတော့ဘူးငါအသက်ကိုဒီစိုက်ခင်းပေါ်မှာပဲပုံပေးတော့မယ်ဘသူမဆိုစိုက်ခင်းကိုလာပြီးပြဿနာရှာရင်ပေါက်ပြားနဲ့ထပေါက်ပစ်မယ်ဟယ်လိုဆရာဝန်ဝန်လားခင်ဗျာကျွန်တော်လင်းရှုကူရဲ့သားစုံမင်းယွမ်ပါဟုတ်ကဲ့ဆေးရုံအကောင့်ထဲကိုကြိုတင်ငွေ1 3တန်းလွှဲထားပြီးပါပြီကျွန်တော်အမေကိုအကောင်းဆုံးပဲတိတက်လူနာဆောင်ကိုချက်ချင်းပြောင်းပေးပါနောက်ပိုင်းသုံးမဲ့ဆေးဝါးတွေအကုန်လုံးကိုဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့အကောင်းဆုံးဆေးတွေပဲသုံးပေးပါပတ်စံမလောက်ရင်အချိန်မရွေးပြောပါ3တန်းဝင်လာပြီမင်းယွမ်မင်းတကယ်တော်တယ်ကွာစိတ်ချပါဒီပတ်စံနဲ့ဆိုရင်မင်းအမေရဲ့အဆုတ်ယောဂကိုအကောင်းဆုံးအခြေအနေဖြစ်အောင်ငါတို့ထိန်းချုပ်ပေးနိုင်ပါတယ်ဒီနေ့မိုးလဲပိုင်းမှာပဲအထူးကုဆရာဝန်ကြီးတွေနဲ့အရေးပေါ်တိုင်ပင်ဆွေးနွေးပေးပါမယ်ဝန်ကောမနေ့ညကကျွန်တော်လော့ဆော်လိုက်ရလို့ဒီတင်မောသီအတုပ်လိုက်ကြီးအကုန်တယ်လာပေးပြီဗျာလော်ဘန်းကူကမနှက်ဖြန်စင်တင်ဖို့လောနေလို့ကျွန်တော်တို့ချက်ချင်းတစိမ့်တုံးထုပြီးကိစ္စဖြစ်လိုက်ရအောင်လေရတာပေါ့ရောင်စုရဒီအသီးတွေကတော်တော်ကြီးတာပဲအရေကုန်ကလည်းရဲတွနေတာပဲနည်းနည်းချင်းဆုပ်ဆုပ်အနံ့ထွက်နေပေမဲ့တာမန်လူတွေကဘာနာလဲမှာလဲကြည်ကောင်းရင်လူဝေကြမှာပဲဝန်ကောပြောတာမှန်လိုက်တာဒါဆိုကျွန်တော်တို့ရဲ့ကုန်ဝင်လက်မှတ်ကအေးအခုပဲတစိမ့်တုံးထုပေးမယ်ပြီးရင်3လွှာကငွေစရင်းစီတန်းသွားလိုက်လော်ဘန်းကူခွင့်ပြုထားတဲ့ဝန်3တန်းချက်ချင်းထုတ်လို့ရပြီ3တန်းနောက်ဆုံးတော့ရပြီဟဲ့ငါတို့လွတ်မြောက်ပြီဝေါ်ဆွဲတန်များမြည်လာပြီးရဲများနဲ့စစ်ဆေးရေးအဖွဲ့ဝင်လာသေးတာဒါဘာဖြစ်တာလဲပြည်내အဆင့်စစ်ဆေးရေးအဖွဲ့ကဘာလို့ရုတ်တရက်ရောက်လာတာလဲအဖေဘာလို့ပူပေါင်းစစ်ဆေးရေးအဖွဲ့ရောက်လာတာလဲတယောက်ယောက်တိုင်လိုက်တာလားလက်တွေပစ္စည်းနဲ့ခွာလိုက်2မီတာနောက်ဆုတ်ပြီးစစ်ဆေးခံပါဘယ်သူမှမလှုပ်နဲ့လူကြီးမင်းတို့နားလည်မှုလွဲတာနေမှာပါကျွန်တော်တို့ကတမ်မဏိစိုက်ပျိုးရေးအဖွဲ့ကတရားဝင်တစ်တီးတွေပါစာရွက်စာတမ်းအကုန်အပြည့်စုံရှိပါတယ်အပြည့်စုံဟုတ်လားကျွန်တော်တို့စီကိုအမီးပါနဲ့တိကျတဲ့တိုင်ကြားချက်ရောက်ထားတယ်မင်းတို့တွေအစိတ်ရှိပြီးအန္တရာယ်ရှိတဲ့စိုက်ပျိုးရေးထွက်ကုန်တွေထုတ်လုပ်ရောင်းချမှုနဲ့တန်တရားရှိတယ်နီးပညာအဖွဲ့ချက်ချင်းနမူနာယူပြီးစစ်ဆေးစမ်းအစီရင်ခံပါတယ်ဘုံမူစစ်စစ်ချက်အရပြင်းထန်တဲ့အစိတ်တက်ပစ္စည်းတွေတွေ့ရပါတယ်ဒီတင်မောသီးတွေဟာနိုင်ငံတော်ကပိတ်ပင်ထားတဲ့ဓာတုအမြန်မဲ့ဆေးတွေ400%ကျော်သုံးထားပြီးကင်ဆာဖြစ်စေတဲ့တက်ကျွန်းတွေခဲဓာတ်နဲ့တထုဓာတ်တွေအစမတန်အန္တရာယ်ရှိလောက်အောင်ပါဝင်နေပါတယ်ဒါဟာလုံးဝကိုအစိတ်တောက်ဖြစ်စေတဲ့ကင်ဆာဖြစ်စေနိုင်တဲ့အစားအစာဖြစ်ပါတယ်400%ကျော်တထုဓာတ်တွေဒါငါတို့ကိုတတ်ဖို့လုပ်တာပဲရိုက်တက်ကြဟေ့ဒီနှလုံးသားမရှိတဲ့ကောင်တွေကိုမရိုက်ပါနဲ့ကျွန်တော်ဘာမှမသိဘူးစုံချယ်ကျွန်းကကျွန်တော်ကိုအတင်းဖြန်းခိုင်းတာဒီပစ္စည်းတွေတစိမ့်တုံးမထူရသေးပါဘူးမထူရသေးဘူးတက်တေကအခိုင်မှာပဲအစားအသောက်ဘေးကင်းလုံခြုံရေးဥပဒေအရဒီအစိတ်ရှိတင်မောသီးတွေကိုချက်ချင်းတင်ဆက်ပြီးဖျက်ဆီးမယ်စုံချယ်ကျွန်းရဲ့စိုက်ပျိုးရေးအဖွဲ့ကိုအမှုဖွင့်ပြီးပိုင်ဆိုင်မှုတွေအကုန်ချိတ်ပိတ်မယ်တာဝန်ရှိသူစုံချယ်ကျွန်းနဲ့စုံရောင်စုကိုရဲစခန်းကိုဖမ်းဆီးခေါ်သွားကြခုအကုန်ပျက်စီးပါပြီရော်ကြီး16တန်းခွဲထောင်ကြတော့မယ်မဖြောက်မတ်တဲ့လမ်းကပျက်စီးခြင်းစီဥတီပြီးဥပဒေကတော့ညတာမှုမရှိပါဘူးအစစ်မြင့်နည်းပညာနဲ့တရားဝင်စာချုပ်စီမင်းစည်းကမ်းတွေကဖျက်လန်းလိုက်သူတွေကိုအပြင်းထန်ဆုံးအဖြစ်ပေးလိုက်ပါပြီစုံမင်းရွယ်ရဲ့စိုက်ပျိုးရေးတဏ္ဍာကြီးကတော့အခုမှစတင်လိုက်ပါပြီတရိတ်ဆန်တွေထက်ရုံညံတဲ့ကောင်တွေစုံချယ်ကျွန်းဒီမျက်စိမရှိတဲ့ခွေးမသားသူတေးချင်ရင်လဲတယောက်တည်းတည်ပေါ့ငါတို့ကုမ္ပဏီကိုပါဆွဲထည့်ရလားအစိတ်တွေ400စပါတဲ့အသီးတွေဒါငါတို့ဆိုင်စင်ပေါ်ရောက်သွားရင်ငါရဲ့ဆယ်စုနှစ်ချီတိဆောက်ထားတဲ့နာမည်ကောင်းပျက်စီးသွားမှာပေါ့လော်ဘန်းကူကန်ကောင်းလို့ပူပေါင်းစစ်ဆေးရေးအဖွဲ့ကကိုတော်မရောက်ခင်တားဆီးနိုင်ခဲ့လို့ဈေးကွက်ထဲမရောက်သွားတာပါဒါပေမဲ့အဲ့ဒီတုန်းကအလုသမားတွေနဲ့ကုန်တယ်တွေအများကြီးမြင်သွားတော့သတင်းကိုပိတ်လို့မရတော့ဘူးအခုမီဒီယာတွေပေါ်မှာဒီအကြောင်းတွေကြီးပဲအားလုံးကကျွန်တော်တို့ရဲ့အရေးယူဆောင်ရွက်မှုကိုစောင့်ကြည့်နေကြတယ်စီးပွားရေးလောကဆိုတာတွေးအေးပြီးဂယုဏမရှိဘူးသူကအရင်စတာဆိုတော့ငါ့ကိုအပြစ်မတင်နဲ့တော့စာချုပ်ပါအတိုင်းအမြင့်ဆုံးရော်ကြီးတောင်းမယ်ဥပဒေအဖွဲ့ကိုချက်ချင်းတရားရုံးမှာပိုင်ဆိုင်မှုတွေချိတ်ပိတ်ဖို့လျှောက်ထားခိုင်းလိုက်စုံထဲကျွန်းရဲ့စိုက်ပျိုးရေးအဖွဲ့ကိုတရားစွဲပြီးစပုံငွေအကုန်ပြန်တောင်းပြီးတော့စာချုပ်အတိုင်း3ဆရော်ကြီး16တန်းတောင်းရမယ်တပြားမှမလျော့စေနဲ့ချက်ချင်းလုပ် understood လော်ဘန်းကိုစစ်ဆေးရေးအဖွဲ့ကလည်းသူတို့ကို15သိန်းတန်ရိုက်ထားပြီးပြီကျွန်တော်တို့ရဲ့6တန်းရော်ကြီးပါပေါင်းရင်သူတို့ရင်းနှီးမြုပ်နှံမှုကွင်းဆက်ပြတ်တောက်ပြီးလုံးဝနာလန်ထူနိုင်တော့မှာမဟုတ်ဘူးဒီနေ့ကစပြီးမင်းရဲ့မြို့ပေါ်ကအိမ်နှလုံးစိုက်ခင်းရဲ့စက်ပစ္စည်းတွေနဲ့ဘဏ်အကောင့်တွေကိုတရားဝင်ချိတ်ပိတ်လိုက်တယ်တတ်မှတ်ရက်အတွင်းပိုင်ဆိုင်မှုတွေကိုလေလံပစ်ပြီးကျွေးမိတွေဆက်ရမယ်တရားသူကြီးမင်းခမလမ်းဆက်လေးခြံပေးပါဦးဒီအိမ်ကကျွန်တော်တစ်သက်လုံးစုဆောင်းထားတာပါဒါကိုချိတ်ပိတ်ရင်ကျွန်တော်တို့ဘယ်မှာနေရမလဲ16တန်းခွဲကိုဘာနဲ့ဆက်ရမလဲအခုမှနောင်တရလို့ဘာထူးမှလဲမင်းတို့အစိတ်တွေဖြန်းတုံးကရောပြည်သူတွေကိုငဲ့ညာခဲ့လို့လားပစ္စည်းတွေတိမ့်ပြီးအခုချက်ချင်းဖယ်ပေးမလုပ်ပါနဲ့အဲ့ဒါကျွန်တော်ကားလေးပါကျွန်တော်ရဲ့ပေါ်ရှိပစီကားလေးကိုမယူသွားပါနဲ့ဒါကကျွန်တော်မြို့ပေါ်မှာဂုံပြဖို့စီးတဲ့ကားလေးပါဒီကားမရှိရင်တထေးသားတွေကြားတဲ့ငါဘလို့မျက်နှာပြရမလဲအဖေပတ်စံပေးပြီးကားကိုပြန်ရွေးပေးပါဦးအဖေရဲ့ရွေးရမှာလားငါမှရှိသမျှပြုတ်ပြုံပြီးထောင်ကြတော့မယ်အတုံးမကြတဲ့ကောင်ဘာဖြစ်လို့မင်းရွယ်ရဲ့အမျက်တွေကိုမပေးဘဲမောင်းထုတ်ခဲ့ရတာလဲမင်းရွယ်ရဲ့နီးပညာသာရှိရင်ငါတို့9တန်းအေးဆေးအမျက်ရမှာကိုမင်းယူလာတဲ့အစိတ်တွေကြောင့်အကုန်ပျက်စီးသွားပြီဒါဝစ်လေတာပဲငါတို့လုပ်ခဲ့တဲ့မကောင်းမှုတွေရဲ့ဝစ်ကြွေးပဲမင်းရွယ်ဟာတည်င်းကောင်းဟိတ်
သတင်းကောင်းကြီးမင်းကြည့်ရတာပါဇက်တောင်မပိတ်နိုင်ဘူးကုမ္ပဏီဘက်ကပထမဆုံးအတုပ်ကုန်ဖိုးငွေလွှဲပေးလိုက်ပြီလားဝင်လာပြီဗျကုမ္ပဏီအကောင့်ထဲကိုစာချုပ်ပါအတိုင်းအမြင့်ဆုံးဈေးနဲ့အပြည့်အဝလွှဲပေးရုံတင်မကဘူးလောပန်းဆောင်ကအကောင်းဆုံးအရေးသွေးအတွက် bonus 1 5သိန်းတောင်ထပ်ပေးလိုက်သေးတယ်အခုငါတို့အကောင့်ထဲမှာ1 2တန်းခွဲကျော်ရှိသွားပြီငါတို့တကယ်တထေးဖြစ်ပြီဟဲ့ဒါကအစပဲရှိသေးတာပါငါတို့ရဲ့မြေစီလွာထိမ့်သိမ့်တဲ့ဤပညာကိုသာစုပ်ကင်ထားနိုင်ရင်အမျက်တွေကရှေ့လျှောက်နှင်းပေါ်လုံးလိမ့်တယ်လို့ပိုကြီးလာမှာအလုတ်သမားတွေကိုလည်းလှုပ်အားကနှစ်ဆပေးလိုက်ပါဒါကြောင့်အကုန်ပေးပြီးပြီအခုတရွာလုံးကငါတို့စိုက်ခင်းကိုနှက်စင်လို့ယူသေးနေကြတာအလုတ်ကိုလည်းအာတုံခွန်စိုက်လုပ်နေကြတယ်ဒါနဲ့မင်းရွမ်းနောက်ထပ်အရသာရှိတဲ့သတင်းအတပုတ်ရှိသေးတယ်အဖေခုနကမြို့နယ်ရဲ့တရားရုံးလေးလံသတင်းကိုကျွန်တော်ကြည့်လိုက်တယ်စုံထက်ကျွန်းဆိုတဲ့ခွေးအိုကြီးတော့လုံးဝဆက်သိမ်းသွားပြီအရင်ကနင့်နာကြီး6တန်းတောင်းထားတာရဲ့ဒဏ်ကြေးကြီးကြီးရဲ့ပေါင်းပြီးတရားရုံးကသူတို့မိသားစုပိုင်ဆိုင်မှုအားလုံးကိုသိမ်းလိုက်ပြီးအိမ်တွေကားတွေအကုန်လုံးလူသိရှင်ကြားလေးလံတင်ရောင်းချရုံတင်မကဘူးဦးကြီးကြီးပွားလာခဲ့တဲ့တောင်ပေါ်ကမြေကထောင်ချီရှိတဲ့လယ်ကွင်းကိုပါနောက်ပတ်မြို့နယ်တရားရုံးခန်းမှာဥပဒေအရအတင်းအကျပ်ဈေးချပြီးလေးလံတင်တော့မယ်တဲ့မြေကထောင်ချီရှိတဲ့လယ်မြေကောင်းတွေကအမျက်ထုတ်ချင်တဲ့ခေါင်းပုံဖြတ်သမားတွေလက်ထဲရောက်သွားရင်မျက်တပင်မှမပေါက်တဲ့အစိတ်တစ်မြေတွေပဲဖြစ်သွားလိမ့်မယ်သိပ္ပံပညာကိုနားလည်ပြီးတဘာဝတရားကိုယိုသေးလေးစားတဲ့သူတွေရဲ့လက်ထဲရောက်မှသာတကယ်ရွှေတောင်ငွေတောင်အစ်စ်ဖြစ်လာမှာပါမင်းယွန်းမင်းဆိုလိုတာကငါတို့ဦးကြီးရဲ့မြေကိုတွားလီလံဆွဲမလို့လားငွေကိုအစင်သင့်ပြင်ထားလာမဲ့အင်္ဂါနေ့မြို့နယ်တရားရုံးလူသိရှင်ကြားလေလံပွဲခန်းမှာအစင်မြင့်မြင့်နဲ့အပိုင်သိမ်းနေဆိုတာဗာလဲဆိုတာတမျိုးနယ်လုံးကိုပြသရမယ့်အချိန်ရောက်ပြီဟူဒီနှစ်တော့အသီးနှံလုံးဝမရတော့ဘူးလို့မှတ်လိုက်တော့အရင်ကစုံထက်ကျွန်းဆိုတဲ့ခွေးကောင်နဲ့ရှောက်လုပ်ပြီးမြေကြီးတဲ့ကိုဓာတ်မြေဩဇာတွေအသီးမြက်မဲ့ဆေးတွေအများကြီးထည့်လိုက်တာအခုတော့မြေကြီးတွေကအုတ်ခဲလိုမာကြောကုန်ပြီမိုးရွာရင်တော့ရေမစိမ့်ဝင်နိုင်တော့ဘူးဘာဆိုင်တေကုန်တာပဲရှေ့လျှောက်ငါတို့ဘဝတွေဘလို့ရှေ့ဆက်ရမလဲဟုတ်ပါဗျာတမျိုးနယ်လုံးမှာတောင်ပေါ်မြေနဲ့စားငံမြေဧကတောင်းချီလောက်အကုန်ပျက်စီးကုန်ပြီကြားတာတော့မင်းရွယ်ရဲ့ချမ်းရှိဟုန်ပေါင်ဧက90ကအခုတလကိုအရေးသွေးမြင့်အတီးပိတာသိန်းချီထွက်နေတယ်တဲ့ကြည်ရှမ်းလျံအဖွဲ့အစည်းက1ကီလိုကို9ရွမ်နဲ့အကုန်သိန်းဝယ်သွားလို့အသားတင်ကိုသိန်းပေါင်းများစွာရွမ်မြက်နေတယ်တဲ့လူအချင်းချင်းနှိုင်းရှင်ကြည့်ရင်တကယ်ကိုရင်ကျိုးစရာပဲဗျာအကိုကြောက်ငါတို့စုံမင်းရွမ်စီသွားပြီးစားငံပေါက်တာနဲ့အက်ဆစ်တက်ပြေစေတဲ့နီးပညာဖော်စက်နီးကိုရောင်းပေးဖို့သွားတောင်းဆိုရင်ရနိုင်မလားသူ့ကိုနီးပညာမူပိုင်ခွင့်ကြီးနည်းနည်းပပပေးရမယ်ဆိုရင်တော့မှလေအိမ်မက်နေနဲ့ရှေးခေတ်ကလေးကတပည့်ကိုပညာသင်ပေးရင်ဆရာငတ်တွေတက်တယ်တဲ့ဒီလောက်တမိုးကြီးတဲ့အဓိကနီးပညာကိုမင်းသာဆိုရင်ကောမျှဝေပေးရပါမလားစုံမင်းရွမ်ကအခုလုပ်ငန်းစုကြီးတစ်ခုရဲ့တထေးဖြစ်နေပြီအရင်ကတူဦးကြီးလိုပဲနီးပညာကိုလက်ဝဲကြီးအုပ်ထားမှတေးချတယ်ငါတို့မြေတွေမြေရိုင်းဖြစ်သွားတာကိုပဲသူကလိုလားနေမှာတမျိုးနယ်လုံးမှာသူတယောက်တည်းကြီးစိုးချင်နေမှာပဲရွာသူရွာသားများလုပ်ငန်းရှင်များခင်ဗျာထဲကျွန်းတမဝါရမအသင်းကတားမြစ်စေးတွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့စိုးရတဲ့ကြရဲ့အကြောင်းဒီနှစ်တမျိုးနယ်လုံးရဲ့စိုက်ပျိုးရေးအထွက်နှုန်းက30%တိထိုးကျသွားခဲ့ပါတယ်မြေနေရအများပြားဟာစိုးရတဲ့အက်ဆစ်တက်ခဲ့တာနဲ့စားငံပေါက်တဲ့ပြဿနာတွေကိုရင်ဆိုင်နေရပါတယ်ကုန်ကျစရိတ်နေနဲ့မြေစီလွှာပြန်ကောင်းလာအောင်လုပ်နိုင်မဲ့နီလန်းကိုချက်ချင်းမရှာနိုင်ရင်တမျိုးနယ်လုံးကတတိစိုက်တောင်သူတောင်းချီရဲ့အသက်မွေးဝမ်းကြောင်းမှုကလုံးဝပြတ်တောက်သွားတော့မှာပါလူကြီးမင်းနဲ့တတိစိုက်တောင်သူများခင်ဗျာကျွန်တော်တို့လုပ်ငန်းစုမှာကမ္ဘာအဆင့်မီအကောင်းဆုံးမြေစီလွှာနှစ်ပိုင်းအသက်ဝင်စေတဲ့ဆေးရည်ရှိပါတယ်တမျိုးနယ်လုံးကတောင်သူတွေအနေနဲ့ကျွန်တော်တို့နဲ့နှစ်စာတီးတန့်ဈေးကြီးပေးဝယ်ရမယ့်စာချုပ်ကိုချုပ်ဆိုဖို့ဆန္ဒရှိတယ်ဆိုရင်တော့မြေတဧကကိုတစ်နှစ်အတွက်မြေစီလွှာပြုပြင်စေးကြီးရွမ်3000ပေးသွင်းရုံနဲ့မြေစီလွှာပြန်ကောင်းလာအောင်ကျွန်တော်တို့အပြည့်အဝကူညီပေးနိုင်ပါတယ်တဧကကိုတစ်နှစ်ရွမ်3000ဟုတ်လားငါတို့ရိုးရိုးအသီးတွေစိုက်တာတဧကကိုတစ်နှစ်လုံးနေမှာရွမ်2000 3000လောက်ပဲမြတ်တာမင်းတို့ကအခက်ခဲဖြစ်နေချိန်မှာခေါင်းပုံဖြတ်နေတာပဲငါတို့ပြည်သူတွေရဲ့အယိုးတွေကနောက်ဆုံးသွေးဆက်အထိစုပ်ယူခြင်းနေကြတာလားဈေးကြီးတယ်ထင်နေလားဤပညာရဲ့တန်ဖိုးကဒီဈေးပဲလေခမရတို့အနေနဲ့ဒေတာတွင်းကမြေစီလွှာပြုပြင်ခြင်းမှာနာမည်ကြီးနေတဲ့ CEO စုံမင်းရွမ်ကိုတွားအားကိုးလို့လည်းရပါတယ်ဒါပေမဲ့ကျွန်တော်သိရတဲ့လောက်ဆိုရင်သူ့ရဲ့မင်းရွမ်လုပ်ငန်းစုကမြေကထောင်ချီကိုခုလေးတင်သိမ်းပိုက်လိုက်ပြီးထုတ်လုပ်မှုတွေအကြီးအကျယ်တိုးချဲ့နေတဲ့အချိန်ရောက်နေပြီအသိဉာဏ်ရှိတဲ့ဘယ်စီးပွားရေးသမားကမှသူတို့ရဲ့အဓိကနည်းပညာကိုပြိုင်ဘက်တွေဖြစ်လာနိုင်တဲ့သူတွေစီအလကားပေးလောက်အောင်မမိုက်မဲပါဘူးတာမန်လူတွေမှာလည်းနည်းပညာကိုအားကိုးပြီးဂုဏ်သိက္ခာရှိဘဝကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိရမယ်တရုတ်လူမျိုးတွေရဲ့မြေပေါ်မှာဘလို့ဈေးကြီးတဲ့လက်ဝဲကြီးအုပ်အရင်ရှင်စနစ်ကိုမှခေါင်းငုံခံစရာအကြောင်းမရှိဘူး CEO စုံခမရောက်လာပြီပဲတမျိုးနယ်လုံးကပြည်သူတွေကခမကိုမျှော်လင့်နေကြတာပါစုံမင်းရွမ်မင်းဒီမာလာပြီးစကားကြီးစကားကျယ်တွေပြောမနေနဲ့စီးပွားရေးဆိုတာစီးပွားရေးပဲဒီအောက်ခြေကတောင်သူတွေမင်းရဲ့နည်းပညာကိုတင်ယူပြီးမင်းရဲ့ဈေးကွက်ဝေစုကိုပြန်လူမှာကိုမင်းလက်ပိုက်ကြည့်နေနိုင်မယ်ဆိုတာငါမယုံဘူးစာကလေးကလင်းယုံငှက်ရဲ့ရီမန်းချက်ကိုဘလို့လုပ်သိနိုင်မှာလဲမင်းမျက်လုံးထဲမှာကကျင်းမြောင်းတဲ့လက်ဝါးကြီးအုပ်အမျက်အဆုံးလောက်ပဲရှိတာလေငါအတွက်ကတော့တုံးဟိုင်အရှိပင်လဲမြေတစ်ခွင်လုံးဧကတောင်းချီဖွံ့ဖြိုးတိုးတက်ဖို့ပဲရွာသူရွာသားများခင်ဗျာလွန်ခဲ့တဲ့6နှစ်ကကျွန်တော်နည်းပညာဖော်ဆက်နည်းကိုယူပြီးဒီကိုရောက်လာခဲ့ပေမဲ့ဦးကြီးရဲ့လှည့်စားမှုကြောင့်လက်ချီတက်တက်ထွက်လာခဲ့ရတယ်လွန်ခဲ့တဲ့လအနည်းငယ်ကကျွန်တော်လက်ထဲမှာငွေ3000ပဲရှိပြီးတရွာလုံးကလောင်ပြောင်နေကြတဲ့စားတွေဖြူဖွေးနေတဲ့မြေ90ဧကကိုရင်ဆိုင်ခဲ့ရတယ်
ဒါပေမဲ့ဒီနေ့ကျွန်တော်ဒီမှာရက်နေတာကကျွန်တော်သိမ်းပေါင်းဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာကိုကြွားဝခြင်းလို့မဟုတ်တလို့အရင်ရှင်တွေလို့ခမားတို့ကိုဤပညာပိတ်ဆို့ခြင်းလို့လည်းမဟုတ်ပါဘူးအောက်ခြေကတောင်သူကြီးတွေနေပူတဲ့အလုပ်လုပ်ရတဲ့ဆင်းရဲဒုက္ခကိုကျွန်တော်နက်နက်ရှိုင်းနားလဲပါတယ်တယောက်တည်းချမ်းသာတာကတကယ်ချမ်းသာတာမဟုတ်ဘူးအားလုံးချမ်းသာမှတကယ်ချမ်းသာတာဖြစ်တယ်ဆိုတာကိုကျွန်တော်ဘယ်သူထက်မဆိုပိုသိပါတယ်တာကျွမ်းငါတို့ညာရင်ချင်းပြင်ဆင်ထားတဲ့ဖော်ဆက်နီးစာအုပ်တွေကိုဝေပေးလိုက်ဒီမှာရှိတဲ့သူတယောက်ကိုတအုပ်စီလုံးဝအခမဲ့လူသိရှင်ကြားပေးလိုက်ဟုတ်ကဲ့ညီအကိုတို့စာအုပ်တွေဝေလိုက်ဒါဒီအပေါ်မှာရှင်းရှင်းလင်းလင်းကိုရေးထားတာပဲစာလဖဖဲထုတ်ထားတဲ့ကြောက်မှုနဲ့အက်ဆစ်ဓာတ်တွက်ချက်ချီဖြတ်တဲ့ဇရာအချင်းဖောက်ထားတဲ့ကောက်ရိုးနဲ့နွားချီရဲ့ကာဗွန်နဲ့နိုက်ထရိုဂျင်အချိုးစားမြေစီလွှာအောက်ခြေထိထွန်ရက်ဖို့အတွက်ထွန်ဆက်ရဲ့အလေးချိန်သတ်မှတ်ချက်နဲ့စင်တီမီတာအတိုင်းအတာတွေထိအကုန်လုံးကိုဖုံးကွယ်မထားပဲပုံနှိပ်ထားတာပဲဖျားရည်ပြည်နယ်မျိုးတော်ကအကောင်းဆုံးစိုက်ပျိုးရေးသိပ္ပံကတော့အပြင်ကိုလုံးဝမထုတ်ပြန်တဲ့ထိတ်တန်းလျှို့ဝှက်ချက်ချမ်းသာစေမဲ့ရွှေတော်တန်ကြီးပဲမင်းယွမ်ကတပြားမှမယူပဲငါတို့ကိုအလက်ကားပေးလိုက်တာပဲယူနေပြီမင်းလုံးဝယူနေပြီမင်းအခုအခမဲ့ထုတ်ပြန်လိုက်တဲ့ဒီအဓိကအချက်လက်တွေကအနည်းဆုံးယွမ်တန်းနဲ့ချီတန်းနေဆိုတာမင်းသိရဲ့လားမင်းကိုမင်းလက်ဝဲကြီးအုပ်နိုင်မဲ့အခွင့်အရေးကိုမင်းလက်နဲ့ဖျက်ဆီးလိုက်တာပဲသိပ္ပံပညာကတန်ဖိုးဖြတ်လို့မရဘူးဒါပေမဲ့ကဘာမြေရဲ့အသက်ဆွမ်းအင်ကိုမင်းတို့ဈေးဖြတ်ဖို့ငါလုံးဝခွင့်မပြုဘူးစစ်မှန်တဲ့အကာအကွယ်ဆိုတာတကူကောင်းဆန်တဲ့လက်ဝဲကြီးအုပ်မှုမဟုတ်ဘူးအမြဲတမ်းတိုးတက်နေမဲ့ခိုင်မာတဲ့သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်မှုပြီးတော့လုပ်ငန်းနယ်ပယ်တစ်ခုလုံးကိုချမ်းသာလာအောင်ဆွဲခေါ်သွားနိုင်တဲ့နိုင်ငံကြီးရဲ့ကျွမ်းကျင်ပညာရှင်အဆင့်စိတ်ထားမျိုးပဲတအေကကိုယွမ်3000တောင်းတဲ့မင်းရဲ့ဈေးကြီးတဲ့ဈေးတွေယူပြီးဒုံးဟိုင်မျိုးနယ်တဲကနေအခုချက်ချင်းထွက်သွားစမ်းထွက်သွားဒုံးဟိုင်မျိုးနယ်တဲကနေထွက်သွားဒုံးဟိုင်မျိုးနယ်တဲကထွက်သွားမင်းကငါတို့ရဲ့မြေကိုကယ်တင်ပေးရုံတင်မကဘူးတမျိုးနယ်လုံးကလူတောင်းချီရဲ့အသက်ကိုကယ်တင်ပေးလိုက်တာပဲဒီနေ့ကစပြီးတမျိုးနယ်လုံးကတောင်သူတွေကမင်းယွမ်လုပ်ငန်းစုရဲ့ဥဆောင်မှုနောက်ကိုပဲလိုက်တော့မယ်မင်းညွန့်ပြတဲ့နေရာကိုပဲငါတို့စိုက်မယ်ဒီယောက်ျားကလုပ်ငန်းနယ်ပယ်တစ်ခုလုံးရဲ့အမြင့်ဆုံးစံချိန်ကိုချိုးဖျက်နိုင်တဲ့ခိုင်မာတဲ့နည်းပညာတွေရှိုံတင်မကဘူးအရာအလုံးကိုခွင့်လွှတ်လက်ခံပေးနိုင်တဲ့ကြီးမားတဲ့နှလုံးသားလည်းရှိတယ်ငါစူးရွေပင်ဒီဘဝမှာဆုံးဖြတ်ခဲ့မှုတဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ကတော့သူ့ဘေးမှာရိမ့်ရိုင်မှုမရှိဘဲခိုင်ခိုင်မာမာရပ်တည်ပေးခဲ့တာပဲပြည်내ပါတီကော်မတီစိုက်ပျိုးရေးမြင့်တင်ရေးအထူးဦးဆောင်ဖွဲ့နဲ့ပြည်내ဗဏ္ဍာရေးဌာနပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကကွင်းစင်းလေးလာပြီးနောက်တရားဝင်ဆုံးဖြတ်လိုက်တာကတော့မင်းယွမ်ဂေဟစနစ်စိုက်ပျိုးရေးနည်းပညာလုပ်ငန်းစုကိုပြည်내တစ်ခုလုံးရဲ့စံပြခေတ်မီစိုက်ပျိုးရေးနဲ့ဂေဟစနစ်ပြန်လည်ထူထောင်ရေးဦးဆောင်စံပြလုပ်ငန်းအဖြစ်သတ်မှတ်လိုက်ပါတယ်ဥပဒေအရနေရာတင်ပဲပြည်내အဆင့်အထူးသိပ္ပံသုတေသနနဲ့လုပ်ငန်းတိုးချဲ့ရေးအထောက်ပံ့ငွေယွမ်10တန်းတီကိုအခမဲ့ချထားပေးလိုက်ပါတယ်အဲ့ဒီအပြင်3နှစ်သက်တမ်းရှိတဲ့လုံးဝအတိုးအနည်းဆုံးမူဝါဒအရချေးငွေယွမ်တန်း90ကိုပါပူးတွဲချထားပေးမှာဖြစ်ပြီးအခွန်ခတွေကိုအမြင့်ဆုံးအဆင့်ထိရှုပ်ပေါ်ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်တိတ်ကောင်းတာပေါ့ CEO ဆုံးနိုင်ငံတော်ကပေးတဲ့ဒီလောက်များပြားတဲ့အထူးရန်ပုံငွေတွေနဲ့ဆိုရင်ကျွန်တော်တို့ဒုံးဟိုင်မျိုးနယ်ရဲ့စိုက်ပျိုးရေးကလုံးဝကိုအသက်ဝင်လာတော့မှာပဲဟာအလကားရတဲ့ငွေ10တန်းရဲ့ကြည်ရှမ်းလျံကရှင်းပေးတဲ့ငွေတွေရဲ့ပေါင်းလိုက်ရင်ကုမ္ပဏီစည်ရင်းထဲမှာသုံးလို့ရတဲ့ငွေသားကတန်120ကိုဓာတ်ရိုက်ကျော်သွားပြီမင်းယွမ်အစွမ်းထက်တယ်နိုင်ငံတော်ကြီးကျမ်းမာပါစေ CEO ဆုံးရန်ပုံငွေနဲ့မူဝါဒပိုင်းမှာကျွန်တော်တို့အပြည့်အဝပံ့ပိုးပေးထားပါတယ်ပြည်내ကနေမင်းစီကိုတောင်းဆိုတဲ့အဓိကတာဝန်တစ်ခုပဲရှိတယ်အဲ့ဒါကဒီတစ်မျိုးနယ်လုံးရဲ့မြေစည်းလွှာပြုပြင်ရေးတိုက်ပွဲကိုအောင်မြင်အောင်ဆင်နွှဲပြီးဒုံးဟိုင်မျိုးနယ်တစ်ခုလုံးကိုနိုင်ငံတော်ဝန်မှာထိပ်တန်းရောက်မဲ့တန်ဖိုးမြင့်ဂေဟစနစ်စိုက်ပျိုးရေးမျိုးလေးဖြစ်လာအောင်ဖန်တီးပေးဖို့ပဲလုပ်နိုင်ပါမလားတာဝန်ကျေပွန်စေရမယ်လို့ကတိပေးပါတယ်လူတိုင်းကိုစားငံပေါက်တာနဲ့အက်ဆစ်ဓာတ်ချီဖြတ်တဲ့နည်းတွေတင်ပေးုံတင်မကဘူးတမျိုးနယ်လုံးမှာစံချိန်မီခင်မီစိုက်ပျိုးရေးနဲ့အတူတကွချမ်းသာရေးအခြေစိုက်စခန်းကြီး30ခုကိုချက်ချင်းတည်ဆောက်သွားပါမယ်။ပြိုးပင်ဖောက်တာဆေးဖော်ဆက်တာကုန်မှတ်တစိမ့်နဲ့ရောင်းချတာအားလုံးကိုတပြေးညီလှုပ်ဆောင်သွားပါမယ်။တမျိုးနယ်လုံးကတတိစိုက်တောင်သူတောင်းချီရဲ့နှစ်စဉ်ဝင်ငွေကို3ဆဓာတ်ရိုက်တိုးလာစေရပါမယ်။မင်းယွမ်တကယ်ကိုအံ့ဖွယ်ပဲ။ခေါင်းအစအခြေဆုံးကြီးမားတဲ့အောင်မြင်မှုကြီးပဲ။မြို့နယ်တွင်းကစံပြအခြေစိုက်စခန်း30ခုလုံးကိုငါတို့အပြည့်အဝလွှဲပြောင်းရယူပြီးတဲ့နောက်စားငံတက်ထိန်ချုပ်တာနဲ့ယူပဗေဒနီးအရစားတက်စေကြောတာတွေကိုတပြေးညီလှုပ်ဆောင်ခဲ့တာကြောင့်ဒီ6လအတွင်းမြို့နယ်တစ်ခုလုံးရဲ့အရေးသွေးမြင့်တတိနဲ့ဟင်းသီးဟင်းရွက်စုစုပေါင်းအထွတ်နှုန်းကပိတ်တာတန်း90ကိုဓာတ်ရိုက်ကျော်လွန်သွားခဲ့ပြီးလုံအားခနဲ့လေပတ်မှုစည်းတွေကိုနှုတ်လိုက်ရင်တော့ငါတို့လုပ်ငန်းစုနဲ့တမျိုးနယ်လုံးကတောင်သူတွေရဲ့စုစုပေါင်းအမျက်ဝေစုကယွမ်တန်း80အထိထိုးတက်သွားခဲ့ပြီးအခုဆိုမြို့နယ်တွေကအစင်းရဲဆုံးအိမ်အောင်စုတွေတောင်နှစ်ကုန်ရင်အနည်းဆုံးငွေသားယွမ်သိန်းနဲ့ချီပြီးဝေစုရကြတော့မယ်ဟာငါတို့အခြေအနေကိုပြောင်းပြန်လှန်နိုင်ခဲ့ရုံတင်မကဘူးဘီလီယံချီတန်တဲ့စူပါစီးပွားရေးအင်ပါယာကြီးတစ်ခုကိုပါတည်ထောင်နိုင်ခဲ့ပြီအဖေမင်းရောအကိုကိုကြည့်ပါဦးသူကအခုပြည်내အုပ်ချုပ်ရေးမှုနဲ့တောင်တွေ့နေရပြီသူ့လက်ထဲမှာလည်းငွေသားတန်းဆက်ချီပြီးလဲပတ်နေတယ်အဲ့ဒီတုန်းကသာငါတို့ရိုးရိုးသားသားနေခဲ့မယ်ဆိုရင်မကြည့်နဲ့တော့သမီးသူကငါတို့နဲ့တန်တဲ့သူမဟုတ်ဘူးငါတို့အဲ့ဒီတုန်းကအတုတွေလုပ်ပြီးအစိတ်ခက်ခဲ့တာတောင်ထောင်မကြတာကမင်းယွမ်ကဘိုးဘွားတွေရဲ့တန်ရောစင်ကိုထောက်ထားပြီးအကြီးမားဆုံးကျေးဇူးဆက်ခဲ့လို့ပဲအလုပ်ပဲလုပ်ကြရအောင်ဒီ10ဧကကိုထွန်ရက်ပြီးရင်နေ့လယ်စားတောက်ဆောင်မှာအသားစားရမယ်အဲ့ဒါကမှစိတ်အေးရတာမင်းယွမ်ဒီလန်တလျှောက်ဖြတ်တန်းလာရတာမှာကျွန်တော်သင်ခန်းစာ3ခုကိုနားလည်ခဲ့တယ်ပထမအချက်အခွင့်အရေးယူတတ်တဲ့သူတွေနဲ့အာဏာရှင်ရင်းရှင်တွေရှိမှဘယ်တော့မှခေါင်းမငုံပါနဲ့ကိုယ့်လက်ထဲကခိုင်မာတဲ့နည်းပညာကသာအမှားကျော်ဆုံးနောက်ခံအားပါပဲ
ဒုတိယအချက်တာမန်လူတွေလည်းတဘာဝတရားကိုရိုသေလေးစားပြီးလက်တွေ့ကျကျစူးစမ်းလှုပ်ဆောင်မယ်ဆိုရင်အလွန်တောက်ပတဲ့စီးပွားရေးအင်ပါယာကိုတည်ဆောက်နိုင်ပါတယ်တတိယအချက်တယောက်တည်းချမ်းသာတာကတကယ်ချမ်းသာတာမဟုတ်ဘူးအားလုံးချမ်းသာမှတကယ်ချမ်းသာတာပါတရုတ်လူမျိုးတွေရဲ့မြေကြီးဟာဘယ်တော့မှလူကိုမလိမ်ညာပါဘူးသူ့ကိုတင်ကသိပ္ပံနည်းကျကျနဲ့ရိုသေလေးစားမှုပေးမယ်ဆိုရင်သူကတင့်ကိုဧကတောင်းချီတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့တေချာပေါက်ပြန်လဲတုတ်ပြန်ပေးပါလိမ့်မယ်ကျွန်တော်တို့ရဲ့အနာဂတ်လန်ခီးကအများကြီးကြံပါသေးတယ်ကိုပိုင်လက်နှစ်ဖက်နဲ့အံ့ဖွယ်ရာတွေကိုဆက်လက်ဖန်တီးကြပါစို့